များသိပါသလားကမ္ဘာပေါ်မှာအစင်းရဲဆုံးလူတွေဟာအချမ်းသာဆုံးလူတွေထက်ပစ္စည်းတစ်ခုကိုဝယ်တဲ့အခါပိုပြီးဈေးကြီးပေးနေရတယ်ဆိုတာကိုဒါဟာရေစရာကောင်းတယ်လို့ထင်ရပေမယ့်ဒါဟာခါးသီးတဲ့အမှန်တရားပါအဲ့ဒါကို the poverty tax လို့ခေါ်ပါတယ်ခမမှာငွေအလုံးလုံးမရှိတဲ့အတွက်ကြောင့်တင်ခမဟာပိုပြီးပေးဆက်နေရတာပါဈေးပေါ်တဲ့ဖနက်ကိုခဏခဏပြန်ဝယ်နေရတာကအစားအတိုးနှုန်းကြီးတဲ့ချင်းငွေတွေအစုံခမရဲ့စင်းရဲမှုကခမကိုပိုပြီးစင်းရဲအောင်တိတ်တဆိတ်လောက်ဆောင်နေတာပါဒီနေ့ success mindset mm မှာခမကိုအောက်ခြေမှာဆွဲထားတဲ့ဒီမမြင်ရတဲ့အခွင့်တွေကနေဘလို့လွတ်မြောက်မလဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားပါမယ်ကြော်နဲ့စော်ဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိတယ်ကြော်ကချမ်းသာတော့တရန်ကိုတသိန်းတန်ကအရေးအသွေးမြင့်ဖနက်ကိုဝယ်စီးနိုင်တယ်အဲ့ဒီဖနက်က30နှစ်ခန့်တယ်ဇောကတော့ပတ်စံတိတ်မရှိဘူးဒါကြောင့်သူကတရန်ကို2000ပဲပေးရတဲ့ဖနက်ကိုဝယ်စီးတယ်ဒါပေမဲ့အဲ့ဒီဖနက်ကတစ်နှစ်ပဲခန့်တယ်30နှစ်ကြာတဲ့အခါကြောက3သိန်းပဲကုန်သွားချိန်မှာဇောကတော့ဖနက်30ရန်ဝယ်လိုက်ရလို့2သိန်းကုန်သွားပြီဇောဟာကြောထက်ဆင်းရဲပေမဲ့ဖနက်အကွက်ကြောထန်နှစ်ဆပိုကုန်သွားတာပါဒါဟာဆင်းရဲခြင်းရဲ့ထောင်ချောက်ပဲခမရဲ့လုပ်ငန်းမှာရောဈေးပေါ်တာကိုပဲရှာရင်းနဲ့ရေရှည်မှာပိုကုန်နေပြီလားဆင်းရဲခြင်းရဲ့အဆိုးဆုံးအခွင့်ကတော့ပတ်စံမဟုတ်ဘူးအချိန်ပါခမမှာပတ်စံမရှိတဲ့အခါခမဟာအချိန်နဲ့လဲလာရတယ်ဘတ်စကားတိုးစီရတယ်အလုတ်ကိုကိုယ်တိုင်အပင်ပန်းခံလုပ်ရတယ်ခမရဲ့ကဏိတာ8နာရီလုံးဟာရှင်တန်ဖို့တော့ပဲကုံဆုံးနေမယ်ဆိုရင်ကြီးကွာဟိုတော့ဘယ်အချိန်မှခမစဉ်းစားမလဲတထေးတွေကအချိန်ကိုဝဲကြတယ်ခမကတော့အချိန်ကိုရောင်းနေရတယ်အဲ့ဒီအချိန်အခွန်ကိုခမမပေးနိုင်တော့တဲ့နေကြမှာခမဟာစစ်ရှင်မှန်တဲ့လုပ်ငန်းရှင်ဖြစ်လာမှာပါဒါဆိုဒီတန်လျာကဘယ်လိုထွက်လဲအဖြေကတော့ buying quality and buying systems ပါအခုမြန်မာနိုင်ငံရဲ့အခြေအနေမှာခမဟာပစ္စည်းတစ်ခုကိုဝယ်ရင်ဈေးအထက်တာဆုံးကိုမကြည့်ပါနဲ့တတ်တန်းအရှည်ဆုံးကိုကြည့်ပါအလုပ်တစ်ခုကိုလုပ်ရင်အမြန်ဆုံးရမယ်ပတ်စံကိုမကြည့်ပါနဲ့ရေရှည်မှာအလုပ်မလုပ်ပဲရမယ်စနစ်ကိုတည်ဆောက်ပါစင်ရဲချင်းအခွန်ကိုမဆောင်ချင်ဘူးဆိုရင်ခမရဲ့ဆုံးဖြတ်ချက်တိုင်းမှာရေရှည် long term ဆိုတဲ့စကားလုံးပါနေပါစေဒီဗီဒီယိုကိုမပိတ်ခင်ခမတတ်လုံးမေ့လို့မရမယ်မေးခွန်းတစ်ခုကျွန်တော်မေးပါစေခမဟာပတ်စံမရှိလို့အချိန်နဲ့လဲလိုက်နေရတဲ့တန်တရားထဲမှာပဲပျော်မွေ့နေမှာလားဒါမှမဟုတ်ခမရဲ့တတ်လုံးမှာပြီးခဲ့ရတဲ့စင်းရဲခြင်းအခွန်တွေကိုပြန်တွက်ကြည့်ပြီးဒီနေ့ကစလို့တန်တရားကိုဖျက်ဖို့ရဲဝံ့ဆုံးဖြတ်မှာလားအဖြေကိုခမရဲ့ဘဝနဲ့ပဲပြန်ဖြေလိုက်ပါ success mindset mm နဲ့အတူတန်တရားကနေယုံထွက်ကြပါစို့